စောက်ကအမောင်တို့ဖုံးလန်းနေတဲ့မိုက်ကီကိုနောက်ဆုံးတော့လှုပ်ရှားလာပြီပဲစာနုမန်းကြီးတို့ပြောလိုက်ပြီးစမ်းကျူတယောက်ကလက်ကျနေရာကနေငါလန်းအဖယ်တဲ့မိုက်ကီစောက်ကငါရဲ့ပြန်ပတ်ပဲလို့ပြောလိုက်တော့မိုက်ကီကနောက်တင်မဲ့လူကမင်းဖြစ်ချင်လို့လားလို့လူသက်ချင်တဲ့အကြည့်တင်နဲ့စိုက်ကြည့်ပြီးပြောလိုက်ပါတယ်စမ်းကျူကအဲစကားတစ်ခွန်းနဲ့အမောင်တို့ကိုခံစားလိုက်မိပြီးထိတ်လန့်နေပါတယ်ထိုချိန်မှာပဲစောက်ကလာတဲ့မိုက်ကီလို့အော်ပြောလိုက်ရင်မိုက်ကီရဲ့မျက်ခွက်တဲ့ကိုခွန်အားပေးနဲ့ထိုးချလိုက်တော့မှပဲမိုက်ကီကလည်းစောက်ရဲ့စောက်ခွက်တဲ့ကိုပြန်ကန်လိုက်ပါတယ်မကောင်းဆုံးကနှစ်ယောက်ရဲ့တိုက်ပွဲကဒလုံးပြင်းထန်နေပြီးတယောက်နဲ့တယောက်သူတို့ပြန်ကိုယ်ပြန်ရှယ်ပြင်းနေကြပါတယ်ချိန်ကြာလာတဲ့မြစောက်ဘက်ကအထီးနာလာပြီးစောက်ခွက်တစ်ခုလုံးကိုစုပ်ပြတ်တဲ့နေရောအတီးခံနေရတာကြောင့်တကီမီချီကစိုးရိမ်တကြီးနဲ့တော်တက်မီမိုက်ကီဒီတိုင်းဆိုစောက်သေးသွားလိမ့်မယ်လို့ပြောရင်စောက်ချစ်ကနေဝင်ကာလိုက်ပါတယ်မိုက်ကီကမင်းအကြမ်းဖက်ပြည့်စည်နေတာကိုမရတတ်နိုင်ဘူးမလားငါလည်းတူတူပဲဒါကြောင့်မို့ငါမင်းကိုဖျက်ဆီးဖို့ရှိနေတာလို့ပြောရင်အရှိကိုတိုးလာကတကီမီချီကညာလက်ကိုကင်ပြီးအားပြင်းတဲ့ဒူးတိုက်ဆက်တစ်ခုနဲ့ရိုက်ချိုးလိုက်ပြီးငါလမ်းမှာပိတ်နေတယ်လို့ပြောလိုက်ပါတယ်နောက်ပြီးမိုက်ကီကစောက်ရဲ့အရှိကိုရောက်လာပြီးလူသက်ချင်တဲ့အကြည့်တင်နဲ့မင်းဘလို့သေးတင်လဲလို့မေးလိုက်တော့စောက်ကထိတ်လန့်ကြောက်ရွံ့နေတော့မှာပဲတကီမီချီကမိုက်ကီကိုထပ်မလုပ်တော့ဖို့အော်ပြောနေပါတယ်မိုးရီထဲမှာမိုက်ကီကလည်းလဲကျနေတဲ့စောက်ရဲ့စောက်ခွက်ကိုအပေါ်စီးကနေတိတ်ဆုံးသွားတဲ့အထိအဆက်မပြတ်ဇက်တိုက်ထိုးနေပါတယ်ထိုမြင်ကွင်းကိုမြင်လိုက်ကြတဲ့လူတွေအားလုံးကထိတ်လန့်ကြောက်ရွံ့နေကြပြီးကိုကအားလုံးသားတော့ကြဆန်းကျူကစောက်ကိုရှုံးသွားပြီးစောက်ကမိုက်ကီကိုရှုံးခဲ့တယ်ဒါကြောင့်မလို့ဒီစစ်ပွဲကကန်နိုမန်ဂျီကိုင်းရဲ့အောင်ပွဲပဲပြိပကနေဒီမှာပြီးပြီလူစုခွဲကြလို့အားလုံးကြောက်အောင်အော်ပြောလိုက်ပါတယ်ကာကူဂျိုတယောက်ကမိုက်ကီပြင်းတာခံထားရတာကြောင့်လမ်းလျှောက်ဖို့တော့အားမရှိပဲရန်ကကူတွဲထားပေးရပါတယ်ကာကူဂျိုကစောက်ရောအဆင်ပြေရတာလို့မေးလိုက်တော့ရန်ကဘာပဲဖြစ်ဖြစ်ငါတို့ဒီကနေရင်ထွက်သွားတာအကောင်းဆုံးပဲလို့ပြန်ပြောလိုက်ပါတယ်အာကာစီကမိုက်ကီရဲ့လောက်ရကြောင့်မင်းလူရောဟုတ်သေးရဲ့လားအဲ့လောက်ထိလောက်စရာအကြောင်းမရှိဘူးလို့ပြောနေတော့မှာပဲမိုက်ကီကအာကာစီရဲ့စောက်ခွက်တဲ့ကိုပိတ်ကန်လိုက်ပြီးမင်းလည်းတည်သွားရင်ပိုကောင်းမယ်လို့ပြောလိုက်ပါတယ်ထိုမြင်ကွင်းကြောင့်တာကီမီဂျီကထိတ်လန့်သွားပြီးရက်လိုက်မိုက်ကီလို့အော်ပြောရင်အတင်းပြေးဝေလာကမိုက်ကီရှိကနေပိတ်ရက်လိုက်ပါတယ်ထပ်ပြီးတာကီမီဂျီကမင်းဒီလိုလုပ်လို့မရဘူးဒါကမားနေတယ်လို့ပြောနေတော့မှာပဲမိုက်ကီကစောက်ခွက်ကိုပိတ်ထိုးလိုက်တာကြောင့်အဝေးကိုလွတ်ထွက်သွားပါတယ်ထိုမြင်ကွင်းကိုမြင်တော့ကိုကထိတ်လန့်သွားပြီးတော်တဲ့မီမိုက်ကီငါတို့စောက်ခွက်သိပြီလို့တားနေပေမဲ့မိုက်ကီကတော့မင်းဘယ်လိုတင်ကျင်လဲလို့ပြောလိုက်ကတာကီမီဂျီကိုအင်ဂျီကနေဆွဲမလိုက်ပြီးတစ်ချက်ပြီးတစ်ချက်ဇက်တိုက်ထိုးနေကလက်ကျသွားတာတော့လုံးဝမရက်လိုက်ပဲဇက်တိုက်ထိုးနေတာပါတာကီမီဂျီရဲ့မျက်နှာတစ်ခုလုံးဆုပ်ရက်တက်နေပြီးမိုက်ကီလို့သာရေရွတ်နေပါတယ်တာကီမီဂျီတယောက်ဆေးရုံတစ်ခုမှပြန်နှိုးထားလာပြီးမျက်ကွက်တစ်ခုလုံးရရမရှိအောင်ဖြစ်နေပါတယ်ဆေးရုံစောင့်နေတဲ့ကိုကမင်းတတိယလာပြီလားတတိလေးနေတာ3ရက်ရှိပြီနောက်ပြီးစမ်းကျူကမင်းကိုကယ်ခဲ့တာသူကတိုက်ခိုက်နိုင်တဲ့ပုံစံမှာရှိမနေဘူးအဲ့ဒါကြောင့်သူကမိုက်ကီကိုဥညွှန်ရင်ဘရာမန်ကိုဖျက်သိမ်းမယ်ဆိုပြီးတောင်းပန်ခဲ့တယ်လို့တာကီမီဂျီတယောက်တတိလေးနေချိန်မှာဖြစ်ပျက်သွားတာအားလုံးကိုရှင်းပြပြီးထောက်ခွာသွားပါတယ်စမ်းကျူကငါ့ကိုကယ်ဖို့ဘရာမန်တကိုင်းလုံးကိုဖျက်သိမ်းခဲ့တယ်ပြီးတော့မိုက်ကီသူတကယ်ကိုငါ့ကိုတတ်ခံနေပဲငါတကယ်ဘာတွေလုပ်မိနေရလဲလို့တာကီမီဂျီကတွေးနေတော့မှာပဲချီဖူယူကရောက်လာပြီးငါဒရာဂန်ရဲ့ဇာပနာကိုတွားခဲ့တယ်ဖြစ်ပျက်တာတွေအားလုံးကလက်ခံမှုခက်ခဲလွန်းနေအဲ့ဒါငါ့ကိုစဉ်းစားစရာဖြစ်လာတယ်မင်းနာကမှာဒရာဂန်နဲ့တွေ့ခဲ့တယ်မလားအဲ့ဒါဆို तू ဘာလို့မရှိတော့တာလဲမင်းဘာလို့ပြန်လာတာလဲမင်းမကြောင့်ပဲလို့မျက်ရည်တွေစီးကြလာပြီးခံစားချက်တွေကိုထိမထားပဲပြောလိုက်မိပေမဲ့ခဏကြာမှတော့မပြောသင့်မှသတိထားမိပြီးငါတောင်းပန်ပါတယ်တာကီမီချီမင်းမကြခင်တက်တာလာမှာပါလို့ပြောပြီးထွက်ခွာသွားပါတယ်ဟီနာလေးကချီဖူယူကိုလှမ်းတွေ့လိုက်တော့နေပြန်တော့မှလားလို့မေးလိုက်ပြီးချီဖူယူကနှုတ်ဆက်ပြီးထွက်ခွာသွားပါတယ်ဟီနာလေးကတာကီမီချီကိုတကားပေါက်ကနေလှမ်းကြည့်နေပြီးတာကီမီချီကငါတောင်းပန်ပါတယ်ချီဖူယူငါဘ ᱹ ကောင်မှပါဝင်ပတ်သက်ကိုင်းမှမဟုတ်တော့ဘူးအခုကစပြီးဒါကငါရဲ့ကိုပိုင်တိုက်ပွဲပဲလို့တွေးမိနေပါလေနဖျားသုံးမရဲ့စစ်ပွဲပြီးတပတ်ကြာမှာတော့စေယုံမှာအကွန်တို့ဘော်ဒါတရိုက်ကလူဒါသတင်းမေးဖို့ရောက်နေကြပါတယ်ပြီးတော့ဘော်ဒါတွေစကားစမိပြောရင်အားလုံးထွက်ခွာသွားကြပါတယ်တာကီမီချီကဟန်ဆောင်ထားပေမဲ့ဟီနာလေးကတာကီမီချီရဲ့စိတ်ပြတ်အားငယ်နေတဲ့ပုံစံကိုသတိထားမိပြီးအစင်ပြေရဲ့လားလို့မေးလိုက်တော့တာကီမီချီကဘာမှမဟုတ်ဘူးလို့ပြန်ပြောလိုက်ပါတယ်နောက်ပြီးဟီနာလေးကပစ္စည်းတွေဝယ်စရာရှိတာကြောင့်ထွက်ခွာသွားပါတယ်တုံမန်းဖွဲ့သားဟောင်းတွေကစေယုံကိုရောက်လာပြီးပါကငါစိတ်မကောင်းပါဘူးလို့ပြောလိုက်ပြီးဟက်ကင်ကလည်းမင်းတစ်ချိန်လုံးဒရာဂန်ကိုကျူးဆက်ခဲ့တာကြားတယ်လို့ဝင်ပြောလိုက်ပါတယ်အန်ဂရီကငါတို့ဘာမှမသိလိုက်ရလို့တောင်းပန်ပါတယ်လို့ပြောလိုက်တော့အခုချိန်မှာအနာကျင်ရလုံးလူကမင်းပဲဖြစ်လိုက်မယ်လို့စမိုင်းလီကပြောလိုက်ပြီးပီယန်ကတာကီမီချီရဲ့လက်ကိုကင်ကတခုခုဆိုငါတို့ကိုအားကိုးလို့ရတယ်ငါတို့ကူညီပံ့ပိုးပေးပါပါလို့ပြောရင်ဘော်ဒါလီအားလုံးကစိတ်ညစ်နေတဲ့တာကီမီချီကိုနှစ်သိမ့်ပေးကြပြီးထောက်ခွာသားကြပါတယ်တာကီမီချီတယောက်တည်းရှိနေချိန်မှာတော့အခုချိန်ထိကူညီပေးခဲ့တာတွေအတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဒါပေမဲ့လူတိုင်းကိုငါ့ဘာသာကာကွယ်မယ်လို့တွေးမိနေပါတယ်ဟီနာလေးကပစ္စည်းတွေဝယ်ပြီးလို့ပြန်ရောက်လာပြီးသူတို့ကနင်းကိုတကယ်စိတ်ပူနေတာနင်းသတိမေးနေတဲ့3ရက်လုံးနေစီလာလဲတယ်နင်းကတကယ်ချင်းကောင်းနေရတာပဲလို့ပြောလိုက်ပေမဲ့တာကီမီချီကနှုတ်ဆက်နေပါတယ်ခဏကြာမှာတော့တာကီမီချီကငါပြန်လာပြီးသူတို့ကိုပတ်သက်စေမိတယ်ငါရဲ့တကူကောင်းဆန်မှုကြောင့်သူတို့ဝမ်းနဲ့သိခဲ့တယ်ဒါကြောင့်ငါဆုံးဖြတ်ပြီးကိစ္စတွေအားလုံးငါဘာသာဖြေရှင်းတော့မယ်လို့ပြုံးပြရင်ပြောလိုက်ပါတယ်ဟီနာလေးကအဲ့ပြုံးတွေကဟန်ဆောင်ထားမဲ့တိတာကြောင့်တာကီမီချီကိုဖတ်ထားလိုက်ပြီးခုချိန်နေ့ရဲ့စိတ်ထဲမှာအများကြီးရှုပ်ထွေးနေမှာငါသိတယ်ဒါပေမဲ့အဆင်ပြေပါတယ်အားလုံးငိုချလိုက်ပါလို့ပြောလိုက်တာကြောင့်တာကီမီချီတယောက်ကမျက်ရည်တွေမထိန်ထားနိုင်တော့ပဲကလေးတယောက်လိုဟီနာလေးရဲ့ရင်ဝင်မှာငိုချလိုက်မိပါတယ်အဆုံးထိအချိန်ပေးပြီးကြည့်ရှုပေးတဲ့အတွက်ဘရာလာတို့အားလုံးကျေးဇူးအများကြီးတင်ပါတယ်ဒီလိုမန်ဂါရီကတ်တွေကိုဆက်လက်တင်ဆက်ပေးတော့မှာမို့လို့ like နဲ့ subscribe လေးလုပ်ပြီးအားပေးခဲ့ပါအောင်နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံကြမယ်